ဒီနေ့ပုံထဲမှာမြင်ရတဲ့ 9.9 brown chicken ဆိုတဲ့ဆိုင်လေးကိုသွားစားခဲ့ပါတယ်။ဆိုင်လေးကရွှေတောင်ကြား2ရပ်ကွက်ထဲမှာရှိတယ်။ marketplace နဲ့လည်းနီးတယ်။ International School ရန်ကုန်နဲ့လည်းနီးတယ်။ဆိုင်လေးကတန်လဲတန်ရှင်းတယ်တသက်ရရက်ကလေးနဲ့တိတ်တိတ်ဆိတ်ဆိတ်ရှိတယ်။ကျောင်းသားတွေလည်းခဏခဏလာစားကြတယ်လို့ဆိုင်ရမောင်လေးတွေကတော့ပြောတယ်ပေါ့နော်။ရွှေတောင်ကြားရဲဆိုင်ဆိုတော့ဈေးအရန်ကြီးမယ်ထင်တာလုံးဝဈေးမကြီးဘူး။ကိုရီမှာထားတာတွေရောက်လာပြီပေါ့နော်။ဘာတွေမှာထားလဲဆိုတော့အယူလို့ကြက်ကြော်တပွဲရဲ့ငပိထမင်းကြော်တပွဲရဲ့ထမင်းပြူတပွဲရဲ့ပြီးတော့ဟင်းကြိုကကြတော့စုပ်ကကြတော့ဟိုပါပေါ့နော်ငါးပေါ့နော် fish soup မှာထားတာပေါ့နော်ဆိုတော့ fish soup ကိုမြင်လိုက်တဲ့အချိန်မှာတပွဲ9000မတန်ဘူးလို့ထင်လိုက်တာပေါ့နော်ဟဲအကြီးကြီးကနဲတယ်ပေါ့နော်ဒါပေမဲ့စားကြည့်လိုက်တဲ့အချိန်မှာပေးရတဲ့ဈေးနဲ့တကယ်တန်တယ်ခြံဆက်ရတာလေတော်တော်ထိထိမိမိကောင်းတယ်အပြင်မှာဆိုရင်တော့ကြက်ချတော့ခြံဆက်တပွဲကို9000 8000ဖြစ်နေတဲ့အချိန်မှာဒီဟာလေးကတော်တော်တန်ပြီးတော့တော်တော်တောက်လို့ကောင်းတယ်အဓိကတော့အရသာကောင်းတဲ့အချိန်မှာ9000ဆိုတာတော်တော်တန်တဲ့ထဲမှာပါသွားပါတော့ငါးကစားလို့တော်တော်လေးချိုတယ်ငါးအစားလေအယူလဲလုံးဝမပါဘဲနဲ့တော်တော်အဆင်ပြေထမင်းကြော်ကလေအမှန်တိုင်းပြောရင်စားလိုက်တာထမင်းကြော်ကလည်း9000ပဲဟုတ်တယ်ထမင်းကြော်9000ကလည်းလေတကယ်တော့တော်တော်ကောင်းတယ်ငပိထမင်းကြော်လေးစားလိုက်တဲ့အချိန်မှာလေးစားပြီးလို့ကိုယ့်အကူနောက်မှသတိထားမိတာအဲ့ထမင်းကြော်မှာအသားမပါဘူးဒါပေမဲ့အသားမပါတာတော့မသိဘူးအဲ့စူးပုံနဲ့တင်းတင်းလေးနဲ့တံမြာကြီးညှစ်ပြီးစားရတာတန့်ရှင်းတဲ့အရာသာတော်တော်ရတယ်တော်တော်အဆင်ပြေတယ်ပေါ့နော်မှုဆိုင်မှာတော့တည်ကြတယ်ကြက်ကြော်စားမယ်ဆိုရင်အဲ့ဟင်းကျူတွဲတောင်းရင်ပို့အဆင်ပြေလိမ့်မယ်ဘာလို့ဆိုတော့ကြက်ကြော်ကနည်းနည်းထောဘက်အရသာရတယ်ထောဘက်အနံ့လည်းရတယ်ထောဘက်အရသာလည်းရတယ်အသားကဖွဲ့ကြီးမနေဘဲနဲ့နူးအီနေတာပုံမှန်ကြက်ကြော်ဆိုင်တွေတွားတဲ့အခါကျလို့ရှိရင်ကြက်ကြော်တစ်မျိုးပဲတိတ်ပြီးချေစရာဘာမှမရပါပဲဒီလိုဆိုင်မျိုးကကြတော့ကိုရီအတွက်အရန်အဆင်ပြေကြက်ကြော်လည်းစားလို့ရမယ်ဟိုပါပေါ့ချင်းကန်ဆက်လည်းတောက်လို့ရမယ်အထောင်းတွေလည်းရတယ်ဆိုတော့ကြက်ကြော်တစ်မျိုးတည်းပဲမစားခြင်းပဲနဲ့တခြားရွေးချယ်စရာနဲ့ပါတွဲစားခြင်းတဲ့လူတွေအတွက်ဆိုရင်အဆင်ပြေရပေါ့နော်အခုလာမယ့်တလပိုင်း10ရက်နေ့ထိကို Grab ကနေမှာမယ်ဆိုလို့ရှိရင် food only ပေါ့နော်40%ထိ discount ရှိရလို့ဆိုင်ရပြောတယ်ပေါ့နော်ဈေးတင်နဲ့တသက်ရရခငောင်းမွန်လေးစားဖို့အတွက်ဆိုင်လေးတစ်ဆိုင်တွေ့ထားလို့ sharing လုပ်တာပါအားလုံးလည်းကောင်းကောင်းမွန်မွန်အစားကောင်းတောက်ကောင်းနေစားပြီးတော့ကျန်းမာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်